အားလုံးမင်္ဂလာပါကျွန်တော်တို့တလုံးလွဲတွေနဲ့ကတ်ခံရတယ်ဗောဗျာဗရိတ်ပြတ်သွားတော့ဗောနော်ဗရိတ်မပြီးတော့တလုံးလွဲတွေနဲ့ကတ်ခံရတယ်ဗောနော်6ခါကင်ခဲ့တယ်လောင်ကနန်းသမားတွေကိုကျွန်တော်တို့6ခါလို့ပြောခဲ့တယ်ဗောနော်ဒါကျွန်တော် break လေးတွေပဲကင်တာအရန်နေတဲ့ဟောတကွက်ကောင်းကကျွန်တော်တို့16ခွန်ပေါ့ဗျာဟို8ထိပ်တွေလည်းတွေ့တယ်8ထိပ် break လေးကို8ထိပ်8ပါရင်8ထိပ်နဲ့ကင်နေ860ပေါ့ဗျာဟလာ6ခါတွေအကြိုက်ကင်နေ6ခါနဲ့ကနန်းလောင်ကနန်းလည်းလောင်ကြီး6လုံးပိုင်လောင်ပေါ့ဗျာအဲ့လိုမျိုးဗရိတ်လွဲသွားတာနော်ဗရိတ်လေးတွေပဲကျွန်တော်ကုန်ကိုင်းတာရှစ်ထိတ်လည်းကြိုက်တယ်ခွန်နောက်ပိတ်လည်းကြိုက်တယ်ဘာလို့လဲရှစ်ထိတ်ကကျွန်တော်တွေ့တယ်ရှစ်ထိတ်ကဒီအနီးကပ်လေးမှာပေါ့နော်အနီးကပ်လေးမှာ6ခါးလေးကြီးပဲအနီးကပ်လေးမှာကဒီမှာလေးဆိုဒီနှစ်ကပ်ကသူအလုံးလုံးတယ်ခွာ9ကိုသူက9ထိတ်လို့လာတာခွာ8ကို8ထိတ်လို့လာမလားပေါ့အဲ့ဒါကအဲ့လိုဘာလို့တွေးလဲဆိုတော့ဒီမှာရှိတယ်အဝေးကွက်ရွှေ့မလို့ကျွန်တော်မပြောတော့ဘူးဒီမှာသူ့ရဲ့ဇင်းမြစ်တွေရှိတယ်နော်ဇင်းမြစ်တွေရှိတော့မပြောတော့ဘူးဒီ364ကနောက်တစ်နှစ်ကျော်ထွက်တယ်ထွက်ပြီးတော့သူက658လို့ထောင်တာနော်အဲ့ဒီ658ထောင်တဲ့ကဏ္ဍပြန်ကြထားတယ်နော်အဲ့ဒါကတစ်ချက်ပဲ658ထောင်တာနှစ်ကတ်ရှိတယ်အဲ့တော့ဒီမှာ662ဆိုတဲ့ကဏ္ဍနောက်တစ်နှစ်ကျော်ထွက်တယ်သူ့ရဲ့ဆက်နွယ်တဲ့ရှေ့မှာအကွက်ရွှေ့တွေအများကြီးရှိသေးတယ်နော်ကျွန်တော်မပြောတော့ဘူးလူရင်းတို့ရှေ့မှာပြောလိုက်တာဒါပြီးသွားတယ်ဆိုတော့အဲ့ဒီကောင်ကနောက်တစ်နှစ်ကျော်ဒီမှာလာထွက်တော့658လို့ထောင်ပြီနော်အဲ့ဒါကလည်းသူကဘုံဖြစ်နေတော့8ထိပ်တွေကင်နေ860တွေဖြစ်သွားတယ်ဗရိတ်လေးကင်လိုက်တော့ဗရိတ်ပြက်သွားတော့လွဲသွားတာကျွန်တော်ကပါဝါလွဲလေးကြိုက်တာဟုတ်ပါဝါလွဲလေးကင်တယ်ပါဝါလွဲပြက်သွားတယ်အဲ့တော့နောက်တော့ကိုကျွန်တော်တို့ဒီ6ခါလို့ကင်ခဲ့တဲ့အကြောင်းရင်းကကျွန်တော်ကဒီ6ခါကိုဗာလဲဆိုတခြား line နေနဲ့ချိန်နေ6ခါကိုကျွန်တော်တင်ပေးခဲ့ပါတယ်နော်6ခါကိုဘက်ဆုံးတောင်းသွားနေတင်ပေးတယ်ဗရိတ်လွဲဗရိတ်ကမပေးဘူးဖြစ်သွားတာအဲ့ဒီကောင်ကဒီခွန်း3ဒီမှာကျွန်တော်မပြပြခဲ့တဲ့ဟာလေးရှိသေးတယ်ခွန်း3ည6လို့ထောင်နေထောင်ပြီးရတဲ့ခွန်း6နှစ်ကတ်ရှိတယ်အဲ့ဒီခွန်း6နှစ်ကတ်ရှိတာနဲ့ဒီခွန်း6ကနေ1နှစ်2နှစ်3နှစ်ဒီခါတော်3လုံးခွန်း3ည6ကိုသူကဒီခွန်း6ကနေ9နှစ်မြောက်ကို1 2 3 4 5 6ခွန်း8 9နှစ်မြောက်ကိုခွန်း60ပတ်လက်လိုက်ထွက်ပြီးတယ်ပြီးပြီးတာနဲ့သူကဒီအထောင်3လုံးကိုကဏန်းဖြစ်နေ9နှစ်မြောက်ကိုလိုက်ထွက်တယ်ဒီနှစ်6ခွန်းကိုကြတော့10နှစ်မြောက်ကိုသူကနောက်နှစ်မှာလိုက်ပြီးတော့အထောင်ဖြစ်နေပြန်လောက်တာသူကကြောင်းပြန်ပြီးတော့လှည့်တယ်ပေါ့နော်သူ့အောက်ကိုသူက၄လုံးဆင့်သွားနိုင်လားဆိုတော့ကျွန်တော်ကဘာတွေးထားတယ်ဆိုတော့ဒါကမပြပြခဲ့ဘူးဒီဗရိတ်3ဗရိတ်တူလားဗရိတ်၄ပွဲပုံတူကစားထားလို့ဗရိတ်3ဗရိတ်5ဗရိတ်8ဗရိတ်2ဆိုပြီးသူကဗရိတ်4ပွဲကစားထားတဲ့အတွက်ကြောင့်သူကဒီမှာလဲကဏန်း၄လုံးထောင်သွားနိုင်တယ်ပေါ့ဒါပေမဲ့9လုံးနဲ့ထောင်ရင်ထောင်နိုင်တယ်နော်သူ့ဘက်ကိုဆက်လိုက်မယ်ဆိုရင်ကဏန်း9လုံးထောင်ဖြစ်သွားမယ်နှစ်ခါရတယ်နော်နှစ်ခါရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းခွန်နှစ်6လို့ဖြစ်တယ်ခွန်3ည6လို့ထောင်တာကလင်နာတစ်ပြင်လုံးမှာရှာကြည့်ပါနှစ်ကတ်ရှိတယ်စုံမကအဲ့လိုဖြစ်ပြီးဆိုတာနဲ့ဒီခွန်နှစ်6ကနေ9နှစ်မြောက်မှာဒီခါတောင်3လုံးခွန်3ည6ကိုကဏန်းဖြစ်နေ1 2 3 4 5 6ခွန်8 9နှစ်မြောက်ကိုလိုက်ထွက်ပြီးတယ်အဲ့ဒီခွန်3ည6ကိုသူနဲ့အချိန်တိုင်းမှာလည်းရှင်းနေတဲ့ကဏန်းချသွားတာအဲ့963ကိုလည်းထားလိုက်တော့အဲ့တော့ဟုတ်ပြီဒီကောင်ကလည်းဒီကောင်ကြတော့လေကျွန်တော်တို့က9နှစ်သူ့ရဲ့နောက်နှစ်ဆက်မှာဒီခွန်3ည6နောက်နှစ်ထွက်တဲ့နောက်နှစ်ထဲမှာသူကဒီကနန်းကိုအထောင်ဖြစ်နေပြန်ပြီးတော့ကစားမယ်ဆိုပြီးတော့ခွန်နှစ်6ပြီးခဲ့တဲ့ဝေးရလဲကျွန်တော်တို့6ခါကင်တယ်ဒီတစ်ဝက်လဲ6ခါကင်တယ်ဗရိတ်ပြတ်သွားတယ်ဗရိတ်ပြတ်သွားတယ်ပေါ့နော်ဗရိတ်ပြတ်သွားတယ်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ဒီဗရိတ်ကရွေးတာမှားသွားတာပေါ့နော်ရွေးချယ်မှုလွဲသွားဗရိတ်ကအဲ့တော့ဒီမှာကသူကဟိုမှာဗရိတ်3ဗရိတ်5ဗရိတ်3ဗရိတ်5ဗရိတ်8ဗရိတ်2ဆိုပြီးသူကဖြစ်ထားတာအဲ့တော့ဒီမှာကလည်းသူကဗရိတ်4ပွဲစက်တိုက်ပုံတူကစားထားလို့ဗရိတ်တူ4ပွဲစက်တိုက်ကစားထားတဲ့အတွက်ကြောင့်ဗရိတ်3ဗရိတ်5ဗရိတ်8ဗရိတ်2ဆိုပြီးတော့4ပွဲကစားထားတာဒီမှာကလည်းဗရိတ်3ဗရိတ်5ဗ
break နေဆိုပြီးရတော့လေးပွဲပုံတူကစားထားရဲဒီမှာကလည်းသူကကနန်းလေးလုံးထိထောင်းသွားနိုင်တယ်ဆိုပြီးကျွန်တော်ကအဲ့မှာကလည်းအယူအဆကိုသူဟိုဖြစ်သွားတယ်တဲ့သွားတယ်6ခါနော်အဲကျွန်တော်အဖွဲ့ဝင်တွေကသူကဘူပရိတ်ကြိုက်လို့တဲ့6ခါနဲ့သူကမဘာကိုကြီးတရားပေါ့နော်အဲ့ဒါကလည်းသူကလည်းအမြောက်ပိုင်းရပဲ1000ဘူးပေါက်သွားတယ်1000ဘူးကျွန်တော်စီစားပို့ထားတယ်6ခါနဲ့သူကဘူပရိတ်ကြိုက်လိုက်တာအဲ့တော့10ခွက်ပေါ့နော်10ခွက်လိုက်တော့သူကကိုနှစ်ထီဖြစ်သွားနိုင်လားနှစ်ထီလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်ရှာရအောင်မယ်ဆိုတာကအဲ့ဒီ6ခါလို့ချုပ်ခဲ့တဲ့အချိန်မှာ तू ကနောက်ပေါင်းချင်း3ညရဲ့နှက်ခတ်ရှေ့ပေါင်းနဲ့ तू အဲ့6ခါကိုကင်ထည့်သွားတာအဲ့ဒါဆိုရင်လေးလုံးထောင်နဲ့လေးလုံးဒီ6ခါမှာကြတော့နောက်ပေါင်းချင်း2ကို2နှက်ခတ်ရှေ့ပေါင်းချင်း4နဲ့ तू ကစားသွားတယ်ဒါနှက်ကကြတော့တူညီမှုယူလိုက်တာအဲ့ဒါဆိုရင် तू ဒီအနိကလေးယူကြည့်လိုက်ရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့သူ့ရဲ့ဒီမှာနော်9နှစ်ကကျွန်တော်အကွက်ရွှေ့ကို9နှစ်ကရှေ့မှာအကွက်ရွှေ့ကိုတိတ်မတွေ့သလိုပဲအဲ့တော့ဒီနာအနိကနေတဲ့ဆို तू ကဒီနက်ခတ်တွေနဲ့ကစားတယ်ဆိုတော့ဒီခွာငါးကိုများ तू ကငါးအခွနဲ့နှစ်ခါထည့်တော့အောင်မလားအဲ့ဒါလည်းတစ်ချက်နော်ခွာငါးကိုငါးအခွနဲ့နှစ်ခါပုံသေးနဲ့ထည့်သွားရင်966နှစ်ဆိုပြီးတော့ तू ကလောက်သွားမလား तू ကခွဒီမှာကျတော့ခွလေးကို4အခွနဲ့4နှစ်4ဆိုပြီးတော့ तू ကတကွက်ချသွားမလားကြိုက်တယ်ဆိုရင်တော့ထိုးပေါ်ဒါပေမဲ့သိတော့မခိုင်လုံဘူးပေါ့နော်ကျွန်တော်ရှာရအောင်မယ်ဒီနေ့ကျမှပြီးသွားတာဟုတ်နော်သူ6ခါရဲ့အဆက်သူက2ခါပေါ့နော်6ခါရဲ့အဆက်2ခါကို4နှစ်4တကွက်တော့မဆိုးဘူးဆိုတော့ဟိုဒါကြီးကအောဖို့လည်းမတင်ဘူးပေါ့နော်ကြိုက်တယ်ဆိုရင်တော့ဟိုအပြင်းပြေထိုးရင်ထိုးထားပေါ့နောက်ကျမှ4နှစ်4ကြာတဲ့ကိုကျွန်တော်ရှာရအောင်မယ်အဲ့တော့6ခါရဲ့အဆက်က तू ကဒီ9ချိန်မှာကြိုက်ရင်ကိုလိုင်းနေတယ်ကိုကျွန်တော်2ခါကိုပြန်ချိန်ရအောင်မယ်ပြီးခဲ့တဲ့ပွဲရလို့ပဲကျွန်တော်6ခါကင်တယ်လို့စုံမှတ်များလားမများလားကျွန်တော်တို့ကရှာရအောင်မယ်9ချိန်မှာ तू ကဒီ6ခါရဲ့အဆက်ဆို2ခါတော့ရတယ်နော်2ခါရတယ်ကိုယ်လည်းဝါသနာတူနေ3ချိန်3လို့ရတယ်အဲ့တော့ OBS ဆိုရင်ကျွန်တော်တို့ကဒီ4နှစ်4တကွက်တော့အပြင်းပြေထိုးရင်ထိုးထားပေါ့ဒါကြနိုင်လားဒီ2ခါကလည်းဆက်ပြီးသွားနိုင်တာကသူ့အောက်မှာ तू ကဘာနဲ့ချုပ်သွားလို့ဆိုတော့6ခါနဲ့ချုပ်သွားတယ်နော်ဒီ9နှစ်6ရဲ့အောက်မှာဗရိတ်4မျိုးဆင့်ကြပြီးသူ့အောက်မှာပုံတူ6ခါချုပ်ထားတာတော့ရှိတယ်နော်ပုံတူ6ခါချုပ်ထားတာရှိတယ်သူ့အောက်မှာဒီမဲ့ဗရိတ်4မျိုးဆင့်ပြီးရတယ်သူ့အောက်မှာ6ခါပုံတူဆုပ်ထားတယ်သူကဒါဗရိတ်5မျိုးတော့မဆောဘူးသူ6ခါပုံတူကစားထားတဲ့အတွက်ကြောင့်လေကနန်း5လုံးကိုသူကဆင့်ရင်ရိုက်သွားနိုင်တယ်အဲ့တော့တခြား line နေနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲက6ခါကိုဒီ line ကပေးနိုင်လားမပေးနိုင်လားဆိုတာကကျွန်တော်တို့ဒီမှာလေဒီ line နေရအောင်ဗျာစုံမတ်တွေဒီ19ခွန်လို့လှဲတယ်ပြီးခဲ့တဲ့နှစ်က963မှာကျွန်တော်10ခွက် line မှန်ပါမှာအောင်ခဲ့တဲ့ဟာဒီ19ခွန်လို့လှဲတယ်သူ့အကိုကြားတဲ့နောက်တွဲဟာ1 2 3 4 5 6ခွန်9နှစ်မြောက်9ကြိမ်မြောက်ကသူ့အပေါ်9ကြိမ်မြောက်ကနောက်တွဲဒဲဖြုတ်သွားတာ19ခွန်က3လုံးပေါင်းကြီးခွန်လေအဲ့တော့ဖြစ်တာနဲ့သူပထမကတ်မှာတော့သူကဗရိတ်ကြီးကစားသွားတာအဲ့တော့ဒီမှာကလည်း19ခွန်လို့ဒုတိယကဖြစ်တော့သူကဗရိတ်တန်းဖြစ်တာဖြစ်ပြီဆိုတာနဲ့သူ့အောက်ကနောက်တွဲဟာ1 2 3 4 5 6ခွန်9ကြိမ်မြောက်ကနောက်တွဲဟာနောက်တွဲကြအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းသူကဒီ19ခွန်လို့လှဲပြီးဆိုတာနဲ့သူကဒီမှာဗရိတ်တွေမဖြစ်တဲ့အတွက်ကြောင့် तू မဖြစ်ခဲ့ဘူးဒီမှာဗရိတ်တွေလို့ဖြစ်တာနဲ့ကျွန်တော်တို့အဲ့မှာလိုက်ခဲ့တာ3ကတ်တည်းကအဲ့လိုပဲ तू ကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ဖော်မွေးပေါ့ဗျာ6ချိန်9ချိန်မြောက်ကဒီနောက်တွဲဆိုပြီး63နောက်တွဲကျွန်တော်တို့က363ကိုတကွက်ကောင်းရွေးခဲ့ပြီးတော့10ကွက်ကို CD ပေါ့နော်10ကွက်ကိုထိတ် CD ဆွဲဆိုပြီးတော့အရန်တွေကအောင်သွားတာမှန်ပါမှာအဲ့တော့အဲ့ဒီဗရိတ်တွေရဲ့ဘေးမှာ तू ကဒီခါတူကအပေါ်မှာလည်းခါတူကမရိုက်ခဲ့ဘူးနော်ခါတူခါဒီမှာကလည်းသူကဗရိတ်တွေရဲ့ဘေးမှာခါတူခါနော်ဗရိတ်တွေရဲ့ဘေးမှာသူကခါတူခါဆိုပြီးကျွန်တော်အဲ့လိုလိုက်နေတာကို6ခါကိုစုံမှတ်အဲ့ဒါကြောင့်မလို့ဒီတပွဲလဲ2ခါကိုအဲ့လိုစုံမှတ်တွေနဲ့ကိုကစားနေကြ line တွေမှာရှိလားဆိုတာရှာကြည့်အောင်ပါဗောနော်ကဲဒီတပွဲတော့လောလောဆယ်ဒီ6ခါရဲ့2ခါတော့လောလောဆယ်တွေ့တယ်ဗောနော်ကျွန်တော်နင်းတင်ပြပေးပါမယ် line ရရှင်းနဲ့များလုပ်ပေးဗောနော်ကဲအားလုံးပဲဒီလိုပဲနည်းနည်းတိလွဲလေးဖြစ်နေတယ်ဗောနော်ကဲအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်အောင်3D ပါကျွန်တော်ဖုန်းနံပါတ်က3992525339ဖြစ်ပါတယ်နော်